လူတက်ဖို့အကောင်းဆုံးနည်းလမ်းကဘာလဲမတော်တဆဖြစ်အောင်ဖန်တီးတာပဲရေကူးမဲ့ခိုင်းကောင်းဆောင်ကမကြခင်မှာမတော်တဆမှုနဲ့တေဆုံးရတော့မယ်သူရေကူးနေတော့ရေကန်အောက်ခြေမှာနိုင်တလုံးကိုရုတ်တရက်တွေ့လိုက်ရတယ်သူရေထဲဆင်းပြီးအဲ့ဒါကိုတွားယူခြင်းနဲ့ဘသူကသူ့ကိုလှမ်းဆွဲဖို့လက်လန်းမိနိုင်ပါလေသူဟာပြေးညီငွေ့စွာတေဆုံးတော့မလို့ဖြစ်နေခဲ့တယ်အပေါ်ထက်ကလုံခြုံရေးတွေကခေါင်းဆောင်မလှုပ်ရှားတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ခဏကြာတော့ခေါင်းဆောင်ကပြန်ပြီးရေကူးလာတဲ့လုံခြုံရေးတွေစိတ်သက်သာရပြီးထွက်သွားကြတယ်တကယ်တော့လူသက်သမားကရုပ်လောင်းကိုလှုပ်ရှားနေအောင်လုပ်နေတာဖြစ်ပါတယ်အရာရာပြီးမြောက်သွားပြီလူသက်သမားဟာစဖိုးမှုဝစ်စားပြောင်းဝှက်လိုက်တယ်ဒီအချိန်မှာပဲတပည့်တွေကလည်းခေါင်းဆောင်ရဲ့ရုပ်လောင်းကိုရှာတွေ့သွားတယ်အားလုံးထိတ်လန့်သွားကြတယ်လူသက်သမားကမငြိမ်မသက်ဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးထွက်ပြေးတယ်အိမ်ပြန်ရောက်တော့လောက်ကျန်မှုပြစ်မှတ်နဲ့ပတ်သက်တဲ့အချက်လက်အားလုံးကိုမိရှုဖြစ်တယ်သတင်းကြည့်လိုက်တော့ခုနကခိုင်းကောင်းဆောင်ဟာမတော်တဆမှုနဲ့တေဆုံးသွားပြီလို့အတည်ပြုထားတယ်မတော်တဆမှုလိုမျိုးတက်ဖြတ်ရမှာကျွမ်းကျင်တဲ့ဒီလူသက်သမားကိုအာချိုလို့ခေါ်တယ်သူဟာလုပ်ငန်းနယ်ပယ်မှာနံပါတ်1လူသက်သမားဖြစ်ပါတယ်လူသက်တဲ့အခါမှာဘယ်ခံစားချက်ကိုမှမရောမိဖို့ဆိုတဲ့သူ့မှာစီကံတစ်ခုရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့အဖွဲ့အစည်းကသူ့ကိုလူတစ်ယောက်တက်ခိုင်းတယ်သူ့နာမည်က Harley ရောက်တုတ်ဆိုင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ Harley ဟာသူ့ရဲ့မိတ်ဆွေဟောင်းလက်တွဲပေါ်ဖြစ်နေလို့ပါသူကတက်ဖြတ်ဖို့တာဝန်ယူပြီး Harley ကအချက်လက်ပေးဖို့တာဝန်ယူတဲ့နှစ်ယောက်သားဟာအပြည့်အဝနားလည်မှုရှိကြပြီးသူကတစ်ဖက်လူကိုရင်ဘတ်ချင်းတူတဲ့မိတ်ဆွေဖြစ်ကြရှည်စွာသဘောထားခဲ့တာပါArthur ဟာအဲ့ဒီအချိန်မှာအထက်လူကြီးကိုတွားတွေ့ပြီးအမှားလုံးမိတာများရှိသလားမေးတယ်အထက်လူကြီးကမကြသေးခင်ကသူဟာအေဂျင့်9ဦးကိုမစ်ရှင်တစ်ခုလုပ်ဖို့ဆေးလုပ်ခဲ့ကြောင်းပြောတယ်ရလကတော့လူ9ဦးစလုံးအသက်ခံလိုက်ရတယ်သူဟာအဖွဲ့အစည်းထဲမှာတစ္ဆာဖောက်ရှိတယ်လို့တန်တရားဝင်နေပြီးတော့ Harley ရဲ့မကြသေးခင်ကငွေစည်းရင်းကိုစစ်ဆေးကြည့်တော့ဒေါ်လာတန်း20သူ့အကောင့်ထဲဝင်နေတယ်ဒါက Harley ကအဖွဲ့အစည်းကိုတစ္ဆာဖောက်တယ်ဆိုတာပြတယ်သူတေးကိုတေးရမယ်Arthur အချိန်ကြာကြီးစဉ်းစားပြီးနောက်ဆုံးမှာဒီညမှာပဲသူ Harley စီဖုန်းခေါ်ပြီးထွက်ပြေးဖို့ပြောလိုက်တယ် Arthur က Harley ကိုညွှန်ကြားတယ်ကက်ကြီးတစ်ချောင်းနဲ့တနက်တက်လက်ယူသွားခိုင်းတယ်အရင်ဆုံးချမ်းပြင်ရဲ့မိကျိုးကိုဖျက်ပြီးတော့အရန်တက်လေကားကနေဆင်းနောက်ဆုံးမှာလှေကားကနေထွက်ပြေးခိုင်းတယ်လမ်းညွှန်ချက်အတိုင်း Harley ဟာကားပါကင်ကိုရောက်လာတယ်ဒါပေမဲ့ရုတ်တရက်သူ့ကားကိုဖျက်ဆီးထားတာတွေ့လိုက်ရတယ်သူအလိန်ခံရပြီဆိုတာရုတ်တရက်သဘောပေါက်သွားတယ် Arthur ကသူ့ကိုလွှတ်ပေးဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူးသူ့ကိုထွက်သွားခိုင်းတဲ့စောင့်ကြည့်ကင်မရာတွေကိုရှောင်ဖို့ကားကိုဖျက်ဆီးပြီး Harley ကိုတက်လိုက်တာဟာတပြားက Harley ကိုတက်သွားတယ်ဆိုတဲ့ထင်အောင်ထင်မှားဖန်တီးဖို့ဖြစ်ပါတယ်ဒီအထိ Harley ဟာခုခံခြင်းမပြုတော့ပါဘူးသူ့တနက်ကို Arthur ကိုပေးလိုက်တယ်နောက်ဆုံးတော့တနက်နဲ့အသက်ခံလိုက်ရတယ်မကြခင်မှာ Harley တေဆုံးကြောင်းကိုသူ့ရဲ့သားဖြစ်သူ Steve သိသွားတယ်သူဟာလက်ရဲဆက်ရဲရှိတဲ့လူငယ်တဦးဖြစ်တယ်နေတိုင်းဘာမှမလုပ်ဘဲအရက်မူပြီးယူသွနေသူပါဒါပေမဲ့သူ့အဖေတနက်နဲ့အသက်ခံရတယ်လို့ကြားတော့အကြီးကျယ်ဝမ်းနည်းသွားတယ်သူပထမဆုံးလုပ်တာက Arthur ကိုသွားရှာပြီးသူ့ကိုလူသက်သမားဖြစ်အောင်တင်ပေးဖို့တောင်းဆိုတာပါပဲ Steve ရဲ့ပြတ်သားတဲ့သဘောထားကိုကြည့်ပြီးမိတ်ဆွေဟောင်း Harley ရဲ့ဆန္ဒကိုပါထည့်တွက်ရင်း Arthur မှာနည်းနည်းအပြစ်ရှိတယ်လို့ခံစားရတယ်နောက်တစ်နေ့မှာသူဟာ Steve ကိုလူသက်နည်းတင်ပေးဖို့ကတိပေးလိုက်တယ်ပထမဆုံးကတော့လက်နက်ပစ်ခတ်မှုလေ့ကျင့်ရေးတနက် rifle ကြီးစံအစ်စ်ပြရတဲ့တနက်စနိုက်ပါတနက်အားလုံးကိုသိရမယ်လေ့ကျင့်နေစဉ်မှာ Arthur ဟာ Steve ရဲ့အမခန်းပါရမီကိုပါရှာဖွေတွေ့ရှိခဲ့တယ်ခဏလေးလေ့ကျင့်ရုံနဲ့သူဟာပြစ်မှတ်ကိုထိမှန်အောင်ပြင်နိုင်ပြီအဲ့ဒီနောက် Arthur က Steve ကိုအာမခံစာအုပ်တအုပ်ပေးတယ်အဲ့ဒီစာအုပ်မှာတေဆုံးမှုပုံစံမျိုးကိုရေးထားတယ် Steve ဟာမတော်တဆတက်ဖြတ်မှုတွေအတွက်အဆင်ပြေစေဖို့တေဆုံးမှုပုံစံအားလုံးကိုအလွတ်ကျက်မှတ်ရမယ်လေ့ကျင့်မှုပြီးခါနီးပြီးနောက်တစ်ခုကတော့ပထမဆုံးလက်တွေ့တိုက်ပွဲပါပဲ